ဂျပန်ကျွန်တော်ဒီ enemy ကျွန်တော်အတန်တွေမှာဂျပန်အတန်ပြောင်းလို့ရမယ်ကျွန်တော်တခြားနိုင်ငံအတန်တွေလည်းပြောင်းလို့ရဗျအဲ့ဒါလုပ်မယ်ဆိုကျွန်တော်တို့ကဒီ setting ထဲဝင်လိုက်ဒီကျွန်တော်တို့ဒီမှာရှိရဗျကျွန်တော်ဒီမှာရှိရကျွန်တော်ရဲ့ဒီ setting ထဲဝင်မယ် setting ထဲဝင်လိုက်မယ်ဝင်ပြီးတော့လည်းကျွန်တော်တို့ကဒီမှာ language ဆိုတာရှိရဗျဒီမှာ language ဆိုတာရှိရဒီအောင်မှာနော်ဒီအောင်မှာ language ဆိုတာရှိရအဲ့ language ကိုမှကျွန်တော်တို့က English ဆိုတာနှိပ်လိုက်မယ် English နှိပ်လိုက်ပြီးတော့ဒါဆိုရင်ကျွန်တော်တို့ကဒီဘာသာစကားရဗျဒါဆိုမြန်မာပါမှာဗျာဒါနှိပ်လိုက်ရင်ဒီစာတွေအားလုံးကဒီ setting တွေကစာတွေအားလုံးကမြန်မာလိုပြမှာဗျာအင်္ဂလိပ်နှိပ်တယ်ဆိုအင်္ဂလိပ်လိုပြမှာဗျာကျွန်တော်အင်္ဂလိပ်လိုပဲထားကျွန်တော် voice ဒါအလေကဒီမှာ voice ဆိုတာရှိရဲအဲ့ဒီ voice ကကျွန်တော်တို့ဒီ hero မှာအတန်နေဗျာအခုကျွန်တော်ပြောင်းတာကျွန်တော်ဂျပန်အတန်ပြောင်းထားရဗျာအဲ hero အတန် voice တွေကိုဒီကိုလိုချင်တဲ့ဒီမှာပါတဲ့နိုင်ငံလည်းပြောင်းလို့ဒါ Arabic ကျွန်တော်ဒီနိုင်ငံကျွန်တော်နေတဲ့နိုင်ငံရဲ့ဘာစကားပေါ့အဲ့ဟာလည်းပြောင်းလို့ရမယ်ကျွန်တော်ဂျပန်အတန်ပြောင်းလိုက်မှာတခြားဒါရောက်ကျွန်တော်မသိဘူးဗျာအင်ဒိုနီးရှားအတန်လည်းပြောင်းလို့ရမယ်ဗျာအဲ့ဒါဆိုရင်ကျွန်တော်ကဂျပန်အတန်ပြောင်းချင်တော့ကျွန်တော်ဒီဂျပန်အတန်လေး down ထားပါတယ်ကျွန်တော်ဥပမာကျွန်တော်ဒီနိုင်ငံစကားကိုကျွန်တော် down ပြမယ်နော် okay ကျွန်တော်ဒါလေး down လိုက်မယ် okay down နေပြီ1 2 3 okay 100ပြည့်ရင်ရပြီနော်တော့ဒါရဲ့တစ်ချက် down ပြမယ် okay okay ပြေးပါဆိုကျွန်တော်အဲ့ဒါမှန်ချစ်ပေးလိုက်မယ်မှန်ချစ်ပေးလိုက်ရင်မရသေးဘူးဒါဆိုကျွန်တော်အတန်မရသေးဘူးသူပြောတာ language ချိန်မယ်ဆိုကျွန်တော်တို့ကဆက်ရှင်းပြီးတော့ပြန်ဝင်ပါတဲ့သူစာပါရဗျအဲ့တော့ကျွန်တော်ဆက်ရှင်းရခုကျွန်တော်ပြန်ဝင်လိုက်အဲ့ဒါရသွားပြီနော်ဘာမှမလိုပါဘူးအဲ့ဒါလေးပါပဲကျွန်တော်အတန်တစ်ချက်သွားဆန်းကြည့်မယ်နော်ရလာတော့ okay ကျွန်တော် hero တကောင်လောက်ကိုကျွန်တော်ဆန်းပြီးတော့လောက်ကြည့်လိုက် okay sorry ဒီထဲက hero တကောင်လောက်ဆန်းလောက်ကြည့်လိုက်ပြောင်းသွားပြီနော်ဒီနိုင်ငံရဲ့စကားပြောင်းသွားပြီأزل كل الظلم في هذا العالم Asikuilami quality ဒုက္ခဆလာပါဆလာအဲဒီနိုင်ငံရဲ့စကားပါအားလုံးပဲဆင်ပြေကြပါသေးဗျာအားလုံးပဲဘိုင်းပါကျွန်တော်